ပရိသတ်ကြီးခင်ဗျာအခုခေတ်လိုတန်ဖိုးကြီး cosmetics တွေ skin care တွေလုံးဝမရှိခဲ့တဲ့လွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်ကုန်းပေါင်ခေတ်စီကိုစိတ်ကူးနဲ့ခရီးသွားကြည့်ရအောင်ဘရင်နဲ့မိဖုရားကြီးတွေရဲ့ရှေ့မှောက်မှာအမြဲတမ်းပန်းဣဆက်လို့ဝင်းပါနေတဲ့နန်းတွင်းအပျော်တော်တွေဟာသူတို့ရဲ့အလှပါကိုဘလို့လျှို့ဝှက်ချက်တွေနဲ့ထိမ့်သိမ်းခဲ့ကြလဲတကူလုံးကနေမှုရနံ့တွေတင်းပြန်နေအောင်ဘလို့တဘာဝဆေးဖက်ဝင်အပင်တွေကိုအသုံးပြုခဲ့ကြလဲဒီနေ့ဗီဒီယိုထဲမှာတော့တမိုင်းစာမျက်နှာတွေထဲကနန်းတွင်းသူတွေရဲ့အလှပလျှို့ဝှက်ချက်တွေကိုအသေးစိတ်ဖော်ပြပေးသွားမှာမို့အဆုံးထိကြည့်ရှုပေးကြပါအောင်ခင်ဗျပထမဆုံးနဲ့အဓိကအကြဆုံးလျှို့ဝှက်ချက်ကတော့ကျွန်တော်တို့ရဲ့ရိုးရာတနက်ခါပါပဲဒါပေမဲ့နန်းတွင်းသူတွေတုံးတဲ့တနက်ခါကတာမန်တနက်ခါမဟုတ်ပါဘူးသူတို့ဟာတနက်ခါကိုတွေးတဲ့အခါမှာနန့်တာ6မျိုးလို့ခေါ်တယ်ကဒိုးကရမတ်စန္ဒကူဇီပစိုးငှက်တိုက်ပန်းပွင့်အမွှေးအကြိုင်တွေနဲ့နန့်တာနီတို့ကိုအချိုးကျရောဆက်ပြီးတွေးလိရှိပါတယ်ပိုပြီးစမ်းကြဲတာကတနက်ခါတွေးမဲ့ကြောက်ပြင်ကိုတောင်ရိုးရိုးရည်နဲ့မစီးပဲနှင်းစီပွင့်ဖက်တွေစိန်ထားတဲ့နှင်းစီရည်ကြီးနဲ့စီးကြောတာပါဒါကြောင့်နန်းတွင်းအပျော်တော်တွေရဲ့အသားရည်ဟာညိုစိမ့်ဝင်းဝါပြီးနေပူထဲသွားရင်တော့ချွေးမထွက်ပဲတကူလုံးတင်းပြန့်တဲ့ရနံ့ကစွဲကြံနေတာဖြစ်ပါတယ်ကုန်းပေါင်ခေတ်မှာအမျိုးသမီးတစ်ယောက်ရဲ့စံဂီတာဟာအသက်ထက်အရေးကြီးတဲ့အလှတရားပါစပင်းနတ်မောင်တန်ဆွမ်းဖို့အတွက်သူတို့ဟာတယောကင်းပုံးကိုစနစ်တကျပြုတ်ပြီးအမြဲလျှောဖို့လိရှိပါတယ်လျှောပြီးရင်စပင်းကို6အောင်တုပ်ပြီးတော့မှစပယ်စီအုံစီမွေးတွေကိုလင်းကြံပါတယ်ဒါတွေမကသေးပါဘူးနန်းတွင်းအပျော်တော်တွေဟာသူတို့ရဲ့အဆင့်အတန်းအလိုက်ဖူးရောင်ဆန်ထုံမြင်းမူစီဦးဆန်ထုံစတာတွေကိုစမ်းတစ်ထုံဖို့ပြီးဆန်ထုံကြားထဲမှာလက်ဆက်တဲ့စပယ်ပန်းကန်ကော်ပန်းတွေကိုအမြဲပန်ဆင်ထားတတ်ကြပါတယ်ဒါကြောင့်သူတို့လမ်းလျှောက်သွားရင်စံဂီတာစီကနေပန်းရနံ့တွေကလေထဲမှာဝိတ်ပြန်ကြံရစ်ခဲ့တာပေါ့မျက်နှာသားရည်ဖြူစင်ဝင်းပါဖို့အတွက်ဆိုရင်တော့ပြားရည်နဲ့မကြီးမတ်ကိုရောဆက်ပြီးမျက်နှာကိုပုတ်တိုက်တန့်ဆင်လိရှိပါတယ်ဒါဟာအခုခေတ် natural scrub သဘောမျိုးပါပဲအဲ့ဒီခေတ်ကအခုခေတ်လိုနှုတ်ခမ်းတွေမပေါ်သေးတော့နှုတ်ခမ်းလေးတွေတဘာဝအတိုင်းနီးရဲဆိုပေးနေအောင်ကွမ်းရာကိုအားကိုးကြပါတယ်ကွမ်းတီထုံးနဲ့ရင်နွေးချမ်းတို့ရဲ့ထပ်ပြုတ်မှုကြောင့်သွားတွေခိုင်မာယုံတွေမကပဲနှုတ်ခမ်းလေးတွေကသွေးရောင်လွှမ်းပြီးနီးဆွေးနေတာပါဒါအပြင်အလှဆုံးလှည့်ဝက်ချက်ကတော့ကိုနေဟန်ထားပါပဲနန်းတွင်းသူတွေဟာလမ်းလျှောက်ရင်ခြေတံမကြားရအောင်ရှောက်ရတယ်လို့ထိုင်တဲ့အခါမှာလဲကြောကုန်းကိုဆန့်ဆန့်ထားပြီးရင်ကြည့်စွာထိုင်ရမယ်နန်းတွင်းအမှုအရာတွေကိုတင်းကျပ်စွာတင်ယူခဲ့ကြရပါတယ်ဒါကြောင့်သူတို့ရဲ့တင့်တယ်မှုကရုပ်ပိုင်းဆိုင်ရာတွေမကပဲအမှုအရာမှာပါပေါ်လွင်နေတာဖြစ်ပါတယ်ချုပ်လိုက်ရရင်တော့ကုန်းပေါင်ခေတ်နန်းတွင်းအပျော်တော်တွေရဲ့အလှပဟာတဘာဝကပေးတဲ့ယတနာတွေကိုအမှုပညာဆန်ဆန်ပေါင်းစပ်အသုံးပြုခြင်းနဲ့နန်းတွင်းယဉ်ကျေးမှုစည်းကမ်းတွေရဲ့ရလဒ်ပဲဖြစ်ပါတယ်အခုခေတ်လိုနီးပညာတွေမရှိပေမဲ့သူတို့ရဲ့တဘာဝအလှကတော့ယာစုနှစ်တွေကြော်တဲ့အထိမှတ်တမ်းတင်ကြံရည်ခဲ့ပါတယ်မင်းကလေးပြည်သက်တွေရောဒီအလှပလှိဝက်ချက်တွေတဲကဘေးအချက်ကိုအကြိုက်ဆုံးလေးဆိုတာအောက်ကကွန်မန့်မှာရေးပေးခဲ့ကြပါဦးအခုလိုစိတ်ဝင်စားစရာတမိုင်းကြောင်းနဲ့ဗဟုသုတတွေကိုအမြင်ကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို like နဲ့ subscribe လုပ်ထားဖို့မမိပါနဲ့အောင်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်